နတ်တွေကလူတွေရဲ့လူလောကကိုမတမစိတ်ဝင်စားတယ်ကိုယ်နဲ့မပတ်သက်ဘူးလို့ထင်နေကြတော့လည်းပဲနတ်တွေကလူတွေနဲ့အလွန်ပတ်သက်မှုရှိတယ်ဘာဖြစ်လို့လဲဆိုတော့လူပြည်မှာကုသိုလ်ကောင်းမှုလုပ်ပြီးနတ်ပြည်ရောက်သွားကြတာဆိုတော့လူလောကအရေးကိုနတ်တွေကပိုစိတ်ဝင်စားတယ်လို့ပြောလူပြည်ကစီးပွားရှာလို့ကောင်းတယ်ဘာပြေလူတွေတော့ထိုင်းတို့ဒီနာသွားရှာနေကြစီးပွားနတ်တွေကတော့လူပြည်ကိုစီးပွားရှာကြလူပြည်ကစီးပွားရှာလို့အောင်မြင်သွားတဲ့နတ်တွေဟာနတ်ပြည်မှာဘုဒ္ဓကိုကြီးပြီးတော့ချမ်းသာသာနေသွားကြစီးပွားရေးအောင်မြင်တဲ့ပုဂ္ဂိုလ်တွေအရောက်သွားဆက်ဆက်မှုတွေကရှိတယ်တနေရာထဲမှာဓမ္မဝါတွေမြဲနေကြတာမဟုတ်ဘူးနတ်တွေနဲ့လူတွေနဲ့ဆက်ဆက်မှုဆိုတာအလုံးကိုများတယ်ရသော်ပြဟောတဲ့ထိုးတာရကတွေထဲမှာလဲနတ်တွေအကြောင်းကိုထဲဟောတယ်ကိုရောက်တဲ့နေရာမှာတဲ့ကုသိုလ်ကောင်းမှုလုပ်ပြီးနတ်တွေကိုမေတ္တာပို့ပါအမြဝေပါအမြဝေပါနေရာအသစ်နေတိုင်းမြတ်စွာဘုရားအဲ့ဒီလိုနေရာအသစ်ရောက်လာပြီဆိုရင်ကုသိုလ်ကောင်းမှုလုပ်ပြီးနတ်တွေကိုမြဝေပါတဲ့လူတွေလည်းမြဝေကြတာပဲသို့တော့ကိုမြဝေတာကိုသိတဲ့လူကကိုမိတ်ဆွေတွေအနိပါပဲရှိနည်းနည်းပဲရှိနော်ကိုအမြဝေတာကိုစောင့်စားမျှော်လင့်နေတာကတော့နတ်တွေပဲကုသိုလ်ကောင်းမှုလုပ်ပြီးတော့နတ်တွေကစောင့်စားမျှော်လင့်ဒါလူတွေကမသိဘူးနတ်နဲ့လူနဲ့ဘယ်လောက်ထိအောင်ပတ်သက်နေတုံးဆိုရသော်ဘုရားလက်ထက်တုန်းကကင်းကမြေကမ်းခြေမှာပါတလိဆိုတဲ့ရွာကိုမြို့ပြတီထောင်တဲ့မြို့ပြတီထောင်မှုမြေခွက်တွေချတဲ့အချိန်မှာအဲ့ဒီမြေခွက်တွေနေရာတွေရိုက်ပြီးဆိုကြတဲ့နတ်တွေကနေရာဥကုန်ပြီးတယ်နတ်တွေကရင်လာပြီးနေရာဥတယ်တဲ့အဲ့လူတွေမသိဘူးဘယ်သူကသိတော့ဆိုမြတ်စွာဘုရားဒေဝစကုနဲ့ကြီးတဲ့အခါသိတာကောင်းမေးဆိုတဲ့နေရာကိုတကူကြီးတဲ့နတ်ကယူထားတယ်သူစင်တန်းနဲ့သူပဲအဲ့တကူကြီးဆုံးနတ်ရှူတဲ့နေရာကိုမြို့ပြပလန်ချတဲ့ပုဂ္ဂိုလ်တွေကဘုရင်နန်းတော်အဖြစ်ဆောက်ဖို့စိတ်ဝင်စားတယ်အဲ့ဒီစိတ်ဝင်စားတဲ့နေရာသည်နတ်တွေကတကူကြီးဆုံးနတ်ကယူထားတဲ့နေရာပဲဖြစ်တယ်အဲ့တော့တကူကြီးဆုံးပုဂ္ဂိုလ်နေရာကိုတကူကြီးဆုံးနတ်ကနေသူ့စင်နဲ့သူနေကြတယ်ဆိုတဲ့အဲ့ဒါပါတလိဆိုတဲ့ရွာကြီးကိုမြို့တီတုန်းကမြတ်စွာဘုရားကလောကကြီးကိုကြည့်လိုက်တဲ့အခါဒေဝစကုထဲမှာဟာပါတလိမြို့ကလည်းလူတွေကအကွက်ရိုက်တယ်လို့ထင်တာနတ်တွေကလည်းနေရာတွေယူထားလိုက်ကြတာပါလားကြည့်လိုက်တကိုးကြီးတဲ့နတ်တွေနေရာယူတဲ့နေရာပင်းဆိုရဆိုနေရာသူတဲ့အဆင့်တစ်ဆင့်နှိမ့်သွားရင်မူကြီးမရအဲ့တဲ့တစ်ဆင့်နှိမ့်သွားရင်တထေးတွေကျွဲအဲ့တဲ့တစ်ဆင့်နှိမ့်သွားတယ်ကြတော့တမန်ရကွက်တွေဖြစ်တာသူအဆင့်လိုက်လူတွေရဲ့အဆင့်လိုက်နတ်ကလည်းပေါင်းတဲ့ဆက်ဒါကတော့မှန်တာပဲတထေးရက်ကွက်ဆိုတထေးတွေကြီးပဲနေကြတာလေသူဆင်းလိုက်သူနေကြတယ်ဆိုတာတော့ဝါကြပါဝါကြဆန္ဒပြီးဆင်းမြင့်တဲ့လူတွေနေရဘုံကရှိတဲ့လူတွေနေရနတ်တွေကလည်းဘုံကရှိတဲ့နတ်တွေနေကြခေတ္တရန်ကုန်မြို့ကတင်းချိုင်းနေတဲ့မှာအိမ်နေဆောက်တာကြတော့ဘယ်သူတွေနေကြတယ်တော့မသိဘူးနော်တင်းချိုင်းတွေကတော်တော်များများလူနေရဌာနတွေဖြစ်ကုန်တကူကြီးတဲ့နတ်ရောက်လို့ရှိရင်တော့တကူမကြီးတဲ့နတ်တွေကအလိုလိုဘေးခွာသွားကြရတာဒါတော့ဘာပဲလူမမဟုတ်ဘူးတိရစ္ဆာန်လောကလည်းဒီတိုင်းပဲတိရစ္ဆာန်လောကလည်းဒီတိုင်းပဲတကူကြီးတဲ့နတ်ရောက်လာရင်တော့ခုနကအဆိုးသွမ်းနေရဘေးရောက်သွားတာမမရတခုပြောမယ်ဆိုရင်စကိုင်းမှာဘုန်းကြီးတို့ကြောင်းတောင်းလေးတနေရာကအဲ့ဒီကသွားရင်ကြက်သိန်းထားတယ်ဘာကြောင့်လို့မသိ
အားလုံးကလည်းဉာဏ်လေးဆိုသွားရကြတယ်အဲ့နေရာရောက်တိုင်းစိတ်ကတစ်မျိုးဖြစ်တယ်အဲ့ဒီနေရာကိုဘောဓိပင်နဲ့ဆိုင်လိုက်ရောအကျသိန်းထားတာတွေလည်းပျောက်သွားတယ်တော့နေဝီယောဂီလည်းခုနအဲ့နေရာရောက်လို့စိတ်ထဲမသားမရမကြည့်မလဲဆိုတာလည်းမဖြစ်တော့ဒါတကယ်ပဲမြင်တော့မမြင်အောင်မြင်တော့မမြင်အောင်ဘာမှမမြင်အောင်ဒါပေမဲ့လို့ပြောင်းလဲမှုတွေရှိတယ်စိတ်ခံစားမှုမှာပြောင်းလဲမှုတွေရှိသွားတယ်အဲ့တော့စဉ်းစားပြီးတော့ကြည့်ရတာတော့မြတ်စွာဘုရားရဲ့ဘောဓိပင်စိုက်လိုက်တဲ့အခါမှာဘောဓိပင်စောင်းတဲ့တကိုးကြီးတဲ့နတ်ရောက်လာပုံရတယ်ရလာတဲ့အခါအဆိုးအသွမ်းတွေကပေးဖယ်သွားကြမရှိတော့ဒါဘုစိတ်ကြည့်တယ်အဲ့တော့တင်းတဲ့နေမှာလည်းမျိုးပြတီထောင်လိုက်လို့တကိုးကြီးတဲ့ပုဂ္ဂိုလ်တွေရောက်လာလို့ရှိရင်နော်ခုနကိုမရှိတဲ့ဆိုးသွမ်းတဲ့နတ်တွေပါတွေကပေးရောက်သွားဖြစ်တို့လည်းဖြစ်နိုင်ပါဖြစ်နိုင်တော့မြတ်စွာဘုရားကိုယ်တိုင်ကပါဠိပုတ်မျိုးကြီးတည်တဲ့အခါမှာနတ်တွေနဲ့များတိုင်ပင်ပြီးတည်ထားသလားလို့ထင်ရလောက်အောင်ပြုတ်ွက်ရာွက်တွေချထားပုံမှာလူတွေနေရာဥရမဟုတ်ဘဲနဲ့နတ်တွေကပါနေရာဥနေတာကိုမြတ်စွာဘုရားမြင်ရတယ်ပြင်တို့ရှင်အနန္ဒာကိုမိတ်ဒီပါဠိပုတ်မျိုးကြီးကိုဘသူတွေလဲတည်နေတာဆိုတော့သူနိဒနဲ့ဝတ္တကာရမတ်ကြီးတို့ပါဗျာအေတောင်ရိန္ဒနတ်တွေနဲ့တိုင်ပင်ပြီးတော့များတည်သလားလို့အောင်မရတော့အောင်သူတို့မျိုးွက်အကွက်ချစီမံထားတာဟာနတ်တွေကပါဝင်ပတ်သက်နေတယ်ဆိုတော့မြတ်စွာဘုရားဟောခဲ့ဦးတယ်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားနေရာအသစ်နေပြီဆိုလို့ရှိရင်ကုသကောင်းမှုလုပ်ပြီးနတ်တွေကိုမျှဝေပါတဲ့အမျှဝေလို့ရှိရင်နတ်တွေရဲ့မေတ္တာကိုရမယ်ဒါမှန်တယ်လေလူတော်မှဖိတ်ကြွေးလိုက်လို့ရှိရင်မေတ္တာရောက်သွားတာတရိစ္ဆာန်ကြပိုသိတာလေအဲ့တတ်တဲ့ခွေတောင်ကြွေးလို့ရှိရင်လေကိုမြင်အမေးနဲ့တရိစ္ဆာန်သိတယ်အဲ့တော့နတ်တွေလည်းအခုလိုဖိတ်ပြီးတော့အမြတ်တမ်းပေးဝေလိုက်တဲ့အခါမှာသူတို့ကျင့်တတ်တဲ့မေတ္တာရောက်တယ်သူတို့မေတ္တာရောက်လို့သူတို့ကဆောင်းလျှောက်ပြီးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအကောင်းပဲကြုံရတယ်မကောင်းတာမကြုံဘူးပေလို့ကဆိုမကြုံတော့ဘူးလို့သူဆိုတယ်ဒါမြတ်စွာဘုရားဟောတဲ့ဒေသနာတစ်ပုဒ်မှာပါအဲ့တော့ဒီမင်္ဂလာတုတ်ဟောတော့ကလည်းနတ်တွေအများကြီးပဲဘလို့များတော့ဆိုတာကိုအရေးအတွက်နဲ့ပြောမယ်ဆိုရင်တော့ခရီးပေါင်းမြောင်ရတော့လို့ပြောဓမ္မစကြာတရားဟောတော့ကလည်းနတ်တွေခရီးပေါင်းနတ်အသင်ချေတဲ့ပြမ18ကလေးတွေကျွတ်တန်းဝင်တာတယ်မယ်နော်အခုလေမင်္ဂလာတုတ်ဟောတော့ကဆက်ကြောင်လား1000ကနေပြီးတော့နတ်တွေရောက်လာကြအဲ့တော့နေရာမရှိတော့သူတို့ဘလောက်ထီအောင်ခန္ဓာကိုယ်ကျုပ်ပြီးတော့နေကြတော့ဆိုအဖျားလေးနဲ့ထောက်လောက်တဲ့နေရာလေးစဉ်းစားကြည့်ပေါ့ကိုထောက်ကြည့်အဖျားကလေးထောက်ကြည့်အဖျားကလေးလောက်ပဲထောက်လောက်တဲ့နေရာချင်းချင်းလေးမှာတဲ့20ယောက်20 30 40တို့စုပြီးနေကြတယ်သူတို့ဘုံမှာတော့ချောင်းချောင်းချီချီပဲဒီမှာတော့အဖျားလေးချလောက်တဲ့နေရာလေးလောက်အဲ့လောက်ထိမှနတ်တွေဟာ10ဦး20ဦး40အဲ့လိုနေကြတာတဲ့ချင်းချင်းကြက်လည်းမဖြစ်ဘူးတဲ့ဘုရားတရားနာကျင်တို့သူတို့နတ်ပေါင်းများစွာစုဝေးရောက်ရှိလာတဲ့တရားပွဲတွေကိုအထက်ကရာမှာမှတ်တမ်းတင်ထားတာဘာတွေတော့ဆိုမဟာသမယတုတ်ဟောတော့ကလည်းနတ်ပရိသတ်နတ်ပြမပရိသတ်လွန်များတယ်နောက်ဘင်္ဂလားတုတ်ဟောတော့ကလည်းနတ်ပြမပရိသတ်အလွန်များတယ်ရှင်သာရိပုတ္တရာဟောတဲ့သမစိတ်တသုတ်တံဆိုတာရှိတယ်အဲ့တုတ်ဟောတော့ကလည်းနတ်တွေအများကြီးပဲလာကြတယ်ရာဟုလောဝါဒရှင်ရာဟုလာကိုရဟန္တာဖြစ်မဲ့အချိန်မှာရာဟုလောဝါဒသုတ်တံဆိုတာရှိတယ်ရဟန္တာဖြစ်မဲ့နေ့မြတ်စွာဘုရားဟောတဲ့ရာဟုလောဝါဒသုတ်တံဟောတော့လေနတ်တွေလာကြတာအများကြီးနတ်ပိဋကကပိုများတယ်နောက်အခုဒီပရဘဝသုတ်တံကိုဟောတဲ့အခါမှာလည်းပဲနတ်တွေအများကြီးလာကြတယ်အလုံးပေါင်းလိုက်တဲ့အခါမဟာသမယသုတ်ရဲ့မင်္ဂလာသုတ်ရဲ့
သမစိတ်ဓာတ်3ရဲ့ရောင်လောဝါဒ3ရဲ့ဓမ္မစကြာရဲ့နော်ပရဘဝ3ရဲ့ဒီ6တုတ်ခေါ်တဲ့အချိန်ဟာနတ်တွေရဲ့အရေးအတွက်ဟာအသင်္ချေမရေမတွက်နဲ့တော့များတယ်အဲ့တော့လောကလူတွေကတရားပွဲတစ်ပွဲဆိုလို့ရှိရင်ဟိုတမန်တရားပွဲတစ်ပွဲကျင်းပရင်ထောင်ကနန်းဆိုတာတော့အများဆုံးတောင်းကနန်းဆိုတာတော့လောအကျုံပေါ့နော်နေရာတိုင်းမှာမရှိဘူးအခု online ကြတာနည်းနည်းပိုကောင်းပို့လာလိမ့်မယ်ကိုယ်ကကိုနာရတယ်ဆိုတော့ online မှာတော့သူတို့များရင်များလာတော့ဆရာရှိတယ်ပေါ့နော် live လွှင့်ပြီးနားတဲ့ပြိဿပူများတော့ဆရာရှိတယ်အဲ့လိုမျိုးကနေရက်ွက်ထဲမှာဟောတဲ့တရားဝဲတွေပါလေဆိုလို့ရှိရင်တော့မပြားနိုင်အဲ့ဒါလူကြီးအတွက်နားရည်အတွက်ကတော့ကိုမသိနိုင်လို့သို့တော့နတ်ဆိုတာတွေကသူတို့ကလူစိတ်ကိုလည်းသိနိုင်တယ်တကူလည်းရှိကြတယ်ဆိုတော့တရားဓမ္မကိုပြန်လို့ရတဲ့နတ်တွေကလည်းအများကြီးပဲတရားနာလို့နတ်ပြည်ရောက်နေတဲ့ပုဂ္ဂိုလ်တွေကလည်းအများကြီးဆိုတော့ဒီတရားကိုသူတို့ပြန်လို့နေကြအဲ့တော့တရားနာတဲ့ပိဋကကိုလူနဲ့သာပြောနေရတာနတ်တွေကလည်းလာနာခြင်းနာနေမှာပဲပြောလို့မရလူနဲ့နတ်နဲ့ဆက်ဆက်မှုရှိနေတယ်ဆိုတာဓမ္မစကြာကိုကြည့်လိုက်ရသော်ရတရားဟောတဲ့အခါနတ်တွေပိဋကတွေလာတယ်ဒါပေမဲ့မြတ်စွာဘုရားတရားဟောတယ်ဆိုတာဘယ်သူကစကြော်ညာလိုက်တာလဲဆိုဘုံမစွတ်နတ်တရားစကြဒါကြောင့်မို့ဘုံမာဒေဝတတ္တမနုဿဝေတုံမြတ်စွာဘုရားဓမ္မစကြာတရားဟောတယ်ဆိုတာကိုမြေကြီးပေါ်ကနတ်တွေကအရင်ကျင်းညာလိုက်တာအဲ့ဒီတော့မှစတုမရေနတ်တွေကကြားတယ်စတုမရေနတ်တွေကအဲ့လိုသူတို့စပြီးသတင်းပေးတာအဲ့တော့နတ်ဆိုဆက်ဆက်မှုရှိတယ်လူတွေကကိုယ့်ကိုမဲ့ထားတဲ့နတ်တွေအသာထားပေါ့နာမမမဲ့ရတဲ့နတ်တွေလည်းအများကြီးပဲမာပြည်မှာတော့38မင်းအတွင်း38မင်းအပြင်38မင်းဟိုနတ်စင်တရားကြတော့တရားတော်ပြောသေးတယ်အဲ့ဒီမှာနတ်ဆိုတာမျိုးကလူဘဝကကုသိုလ်ကောင်းမှုကြောင့်ဖြစ်သွားတဲ့ဘဝမျိုးတွေဆိုတော့လူနဲ့ဆက်ဆက်ပြီးတော့နေကြတယ်အဲ့တော့အခုဒီပရဘဝတုတ်ဟာလည်းပဲနတ်ပိဋကအများဆုံးလာရောက်လာတဲ့တုတ်တန်တစ်ခုဖြစ်တယ်ဒါပေမဲ့မင်္ဂလာတုတ်ခေါ်ပြီးတော့နောက်တရက်မှာဒီပရဘဝတုတ်ကိုနတ်တွေကမေးလို့မင်္ဂလာတုတ်ကလည်းနတ်ကမေးလို့မြတ်စွာဘုရားဖြေတာအပေချိန်မှာဟောတာတော့ဆိုညသကောင်ကျော်မှာဟောတဲ့တရားတွေအခုဒီပရဘဝတုတ်ကလည်းညသကောင်ကျော်မှာဟောတာညသကောင်ကျော်ဆိုလူတွေအိတ်ကုန်KTV ရလူတွေလောက်ပဲကြံမှာပေါ့နော်အများစုတွေကအိတ်ကုန်ကြအဲ့တော့လူတွေတိတ်ဆိတ်သွားတဲ့အချိန်မှာနတ်တွေကအဲ့ဒီမှာဖျားစီရောက်လာကြဒီပရဘဝအကြောင်းကိုနားထောင်ခြင်းလို့နတ်ပိဋကကြီးကအရင်စူးဝေးလာပြီးတော့အဲ့ထက်ကတရားမင်းရဲ့တိုက်တွန်းချက်အရနတ်သားတယောက်ကမြတ်စွာဘုရားကိုရှောက်ရတယ်မြတ်စွာဘုရားကိုရှောက်လို့ဒီမေခွန်းတွေကိုမြတ်စွာဘုရားဖြေတာအဲ့ဒီဖျားစီရှောက်တာမင်္ဂလာတုန်းကလည်းပဲဒီတိုင်းပဲနတ်သားကဘုရားကိုရှောက်တာပဲလောကမှာမင်္ဂလာအစစ်မှန်ဆိုဘယ်မှမသိဘူးမင်္ဂလာနဲ့ပတ်သက်ပြီးဆွေးနွေးပြီးလေ့လာနေကြတာအဖြေမထုတ်နိုင်ဘူးသူတစ်မျိုးငါတစ်မျိုးပြောနေကြတာမြတ်စွာဘုရားစီကအဖြေသိကြလို့12နှစ်ကြာအောင်ဆွေးနွေးတဲ့ပြဿနာမေးတာပဲလေမင်္ဂလာတုတ်တော်အဲ့မှာမြတ်စွာဘုရားမင်္ဂလာဆိုတာကိုပြောပြခဏအထိတောင်းဒီပြည့်မင်္ဂလာဝင်းနေတော့မှရှိသေးတယ်ဟိုမှာပြင်မင်္ဂလာရှိလိုက်တာဆိုမင်း38ပြမင်္ဂလာပြောတာမဟုတ်ပဲနဲ့တခြားတွေကိုပြောနေကြတော့မှခဏအထိကောင်းတဲ့သတင်းလေးကြားရင်မင်္ဂလာရှိတယ်ကောင်းတဲ့လေးမြင်ရရင်မင်္ဂလာရှိတယ်လို့လူတွေမှာယုံကြည်ယူဆနေကြတော့မှရှိတယ်မြင်ချင်းကြားချင်းဆိုတာမျက်စိရှိမြင်မှာပဲနားရှိကြားမှာပဲမြင်ုံကြားုံနဲ့တော့မင်္ဂလာမဖြစ်နိုင်ဒါစဉ်းစားကြည့်မယ်ဆိုရင်သိနော်မြင်တာကြားတာဆိုမျက်စိရှိတဲ့လူတိုင်းမြင်မှာပဲမျက်စိရှိတဲ့နားရှိတဲ့လူတိုင်းကြားမှာပဲအဲ့ဒါအမြင်ကြားလေးနဲ့မင်္ဂလာရှိတယ်ဆိုလို့လို့ဖြစ်နိုင်မဖြစ်နိုင်
မင်္ဂလာဆိုတော့ကြီးပွားတိုးတက်ခြင်းရဲ့အကြောင်းတရားမှာမင်္ဂလာအခုဒီပရဘောကကြတော့အဲ့ဒီမင်္ဂလာရဲ့ဆန့်ကျင်ဘက်ဆုပ်ယုပ်ပြက်ပြားခြင်းကြီးပွားတိုးတက်ခြင်းအကြောင်းကိုသိပြီးတဲ့အခါမှာဆုပ်ယုပ်ပျက်စီးခြင်းရဲ့အကြောင်းကိုလည်းသိဖို့လိုတယ်လောကမှာလူတွေဟာကြီးပွားတိုးတက်တဲ့လူရှိတယ်ဆုပ်ယုပ်ပျက်စီးသွားတဲ့လူရှိတယ်နော်အဲ့တော့ကြီးပွားတိုးတက်တဲ့လူတွေကဘာကြောင့်ကြီးပွားတိုးတက်ဆုပ်ယုပ်သွားတဲ့လူတွေကဘာကြောင့်ဆုပ်ယုပ်တာနတ်တွေကပိုသိချင်တာပေါ့လူတွေတဲ့ပိုသိချင်လူပြည်ကိုအခြေခံပြီးမှနတ်ပြည်ရောက်ကြတာဆိုတော့လူတတ်မှုကိုသိလူတတ်မှုသိလို့ကိုဒေဝတတ္တဆိုတဲ့တုံးမှာကြားဝကြပါလိမ့်မယ်တေကဏိနာတေတော့မယ်ဆိုလို့ရှိရင်သူ့ရဲ့ပုံရိပ်တွေကပြောင်းလဲလာနာအိုတယ်လို့မရှိဘူးနော်ပြီးတော့သူတို့ဝတ်တဲ့အဝဟာနှွမ်းသွားတယ်လို့မရှိဘူးပုံမှန်အပြင်ဒါကအသက်ကြီးလေးပူချောလေးတယ်အဲ့ဒါအသက်ကြီးလေးပူချောလေးကနတ်လူထဲမှာတော့မရှိဘူးအသက်ကြီးလေးအိုမင်းလေးပဲနတ်တွေကြတော့အသက်ကြီးလေးပူချောလေးပို့ပြီးတကိုးတွေတက်လာလေလူတွေကြတော့အသက်ကြီးလေးပိုးအိုလေးပိုးအယုတ်ဆိုးလေးအဲ့တော့နတ်ဟာသေတော့မယ်ဆိုရင်ကတော့သူကအဲ့ရုပ်ရည်ညှိုးနှမ်းသွားတယ်ပန်ထားတဲ့ပန်တွေညှိုးနှမ်းသွားတယ်ဝတ်ထားတဲ့ဝတ်တွေညစ်သွားတယ်ခြံရချွေးထွက်လာတယ်နတ်ပြည်နေရထိုင်ရမပြောတဲ့စိတ်တွေဖြစ်လာတယ်အဲ့ဒီအနေထားမျိုးလေးတွေကျုံလိုက်ရင်ဒီနတ်ဟာတိတ်ပြီးပဲကြတော့ဘူးသေတော့မယ်ဆိုဆိုင်းနေပြတယ်အဲ့ဒီနတ်ကိုဥယျာဉ်နဲ့ခေါ်သွားကြပြီးတော့အဘိဓကပြောကြတယ်နတ်တွေသေလည်းမပူနဲ့ဘယ်မှမတောင်းတနဲ့လူပြေကိုပဲသူတို့ကတော့သူဂတိဘုံကိုသာသွားအကောင်းဆုံးဘုံကိုရွေးသူဂတိဘုံကိုသွားသူဂတိဘုံကိုသွားပြီးတော့အကောင်းဆုံးလက်ကိုအကောင်းဆုံးအရာကိုရအောင်ယူပြီးတဲ့အခါအဲ့ဒီပေါ်မှာအခိုင်အမာယက်တည်ပါလို့သူတို့ပြောကြနတ်တွေကပြောတဲ့သူဂတိဘုံကောင်းတဲ့ဘုံဆိုတာဘယ်ဟာတော့လူပြေကိုပြောတာအကောင်းဆုံးအရာဆိုတာဘာတော့ယုံကြည်ချက်တရားယုံကြည်တဲ့တရားရှိမှဒါနလုပ်မယ်သီလဆောက်တည်မယ်ဒါနသီလကုသိုလ်ကောင်းမှုလုပ်မယ်ဒါကြောင့်ယုံကြည်တဲ့တရားတရားအမတန်ရေးကြည့်တယ်အဲ့ဒီတရားတရားကိုခိုင်မာအောင်ကြိုးစားပါဆိုတာတရားတရားကိုခိုင်မာအောင်ကြိုးစားအဲ့တော့သူတို့ပြောလို့ရင်ကလူပြေသွားတရားရအောင်တရားတရားရှိအောင်လုပ်တရားတရားပေါ်မှာခိုင်မာကြိုးစားအဲ့စကားသုံးခုကိုပြောလိုက်ကြတယ်လို့ဆိုတယ်ဒါနတ်နဲ့ပတ်သက်တဲ့ပိဋကတ်တော်မှာမှတ်တမ်းတင်ထားတဲ့အချက်တွေပဲနော်အဲ့တော့နတ်ဆိုတာလူတွေကပဂတိမျက်စိနဲ့မြင်လို့မှမရတာမြင်လို့မရဘူးလို့မရှိဘူးဆိုရင် okay virus တို့မြင်မှမမြင်ရတာမျက်စိနဲ့ကိုရိုနာဗိုင်းရပ်စ်ဆိုတာယုံကြလားမျက်စိနဲ့မမြင်မှမမြင်ရဟုတ်ဘက်တီးရီးယားဆိုပိုးတွေလည်းမြင်ရတာမဟုတ်တာသို့တော့မိုက်ခရိုစကိုပနဲ့ကြည့်ရင်တွေ့တယ်ဆိုတာအဲ့ဒါလိုပဲဓာတ်တွေကိုတွေ့ကျင်တယ်ဆိုလို့ရှိရင်ဒီဘက်စက္ကူနဲ့ကြည့်ပါပဲမြင်လို့ရအမှားလို့မြင်လို့မရဘူးလူမြင်ကွင်းမှာမပေါ်ဘူးလူမြင်ကွင်းက3 dimension လောက်ပဲမြင်ရတယ်ထင်ပါတယ်ဒီတဲ့ပို့ပြီးတော့မြင်နိုင်စွမ်းမရှိဘူးအဲ့တော့ဒီနတ်တွေဟာအခုဒီပရဘောတုတ်ဟောရမယ်ဆိုတော့ဆုရောက်လာကြတာကုန်သူတို့ကိုယ်တိုင်ကနာကျင်လို့လာတာဘုရားဟောမယ်လို့ပြောတာမဟုတ်ဘူးသူတို့ကိုယ်တိုင်ကဒီအကြောင်းကိုသိချင်မင်္ဂလာကိုတော့သိပြီပရဘောဆိုတဲ့ပျက်စီးခြင်းအကြောင်းကိုငါတို့မသိသေးဘူးဘာတွေကြောင့်ပျက်စီးကြသလဲဒါလည်းသတိပြုရမှာပဲအကောင်းကိုသာသိဖို့မဟုတ်ဘူးအဆိုးကိုလည်းသိဖို့လိုသေးတယ်ဆိုပြီးတော့မြတ်စွာဘုရားစီစုဝေးရောက်ရှိလာကြတာဘလို့ဒီအောင်များတော့ဆိုရင်ခုနအဖျားလေးထောက်လောက်တဲ့နေရာမှာ10ယောက်20 30 40 50အဲ့လိုစုနေကြတယ်အဲ့လိုဒီအောင်နေရာရှားသွားတော့အဲ့လိုဒီအောင်များပြတဲ့နတ်ပိဋကကြီးဟာမြတ်စွာဘုရားရဲ့ဇေရုံကျောင်းထဲမှာရောက်ရှိလာကြတယ်ကောင်းကင်ကလည်းပြည့်နေတယ်ပတ်ဝန်းကျင်လည်းပြည့်နေတယ်နတ်ပိဋကဟာအဲ့လိုဒီအောင်ဇေရုံကျောင်းထဲမှာအတန်ကြားလောက်တဲ့နေရာမှာအကုန်လုံးပြည့်လာကြတရားမင်းကိုယ်တိုင်ပါလာတော့သူကိုယ်တိုင်ကနေတိုက်တော့တဲ့နတ်သားတယောက်ကိုရှောက်ခိုင်း
ကျန်တဲ့နတ်တွေကတော့မြင်ရမှာမဟုတ်ဘူးပေါ့နော်သေးသေးလေးတွေဖန်ဆင်းပြီးနေကြတာဆိုတော့ဘုရားကြားဘုရားကိုလျှောက်တဲ့နတ်သားတော့မတည့်ရဲ့လက်ကိုချီပြီးတော့လျှောက်တယ်သူလျှောက်တဲ့စကားလေးကစရအောင်ပရဘဝန္တံပုရိတံဘယံပု္ပ္ပာမခောရမဘဝန္တံပုထုမာကမကိမ္ပရဘဝတော်မူခံဒီစကားလေးကစလျှောက်တာပျက်စီးသူတယောက်ဆုပ်ယုပ်ပျက်စီးသွားတဲ့ပုဂ္ဂိုလ်တယောက်အကြောင်းဆုပ်ယုပ်ပျက်စီးသွားတဲ့ပုဂ္ဂိုလ်ဘာကြောင့်ဆုပ်ယုပ်ပျက်စီးရတယ်ဆိုတာကိုကောရမမြတ်ဘုရားကိုတပည့်တော်လျှောက်ထားပါရစေတဲ့အဲ့ဒါလျှောက်ခြင်းလို့အခုတန်တေဟာရောက်ရှိနေကြပါတယ်ကိမ္ပရဘဝတော်မူခံဆုပ်ယုပ်ပျက်စီးသွားတဲ့လူတယောက်ရဲ့ဆုပ်ယုပ်ပျက်စီးရခြင်းရဲ့အကြောင်းကဘာပါလဲဖေဟာလူတယောက်ဟာကြီးပွားတိုးတက်တဲ့လူတယောက်ရှိသလိုဆုပ်ယုပ်သွားတဲ့လူတယောက်လည်းရှိတယ်အဲ့သူဆုပ်ယုပ်သွားတာဘာကြောင့်ဆုပ်ယုပ်သွားတာလဲပင်္ဂလာပြီးတဲ့အခါမှာပရဘဝကိုနားလဲချင်အဲ့တော့ဒီနေရာမှာနှစ်ခုမှတ်ဖို့လို့ဘဝနဲ့ပရဘဝစကားလုံးနှစ်ခုဘဝဆိုတာခါတိုင်းသုံးတဲ့ light ကိုပြောတာမဟုတ်ဘူးဒီနေ့သူ့ဘဝကိုယ့်ဘဝဆိုတဲ့အသုံးမဟုတ်ဘူးဒီမှာကြတော့ဘဝဆိုတာကြီးပွားတိုးတက်ခြင်းပရဘဝဆိုတာဆုပ်ယုပ်ပျက်စီးခြင်းပါဠိစာပေမှာဘဝကကြီးပွားတိုးတက်ခြင်းပရဘဝဆုပ်ယုပ်ပျက်စီးခြင်းကြီးပွားတိုးတက်ခြင်းနဲ့ဆုပ်ယုပ်ပျက်စီးခြင်းဘဝပရဘဝအဲ့မှာသူတို့ပရဘဝကိုသိချင်တယ်အဲ့တော့ဒီနှစ်ခုကဆက်ဆက်နေတာဖြစ်တော့ကြောင့်ပရဘဝဆိုပျက်စီးကြောင်းကိုပြောရင်တိုးတက်ကြောင်းနဲ့ပတ်သက်ပြီးပြောမှရဒါလို့ရင်တိုးတက်မယ်ဒါမလို့ရင်ပျက်စီးမယ်နှစ်ခုကဆက်ဆက်တာပေါ့နော်ဆက်ဆက်နေလို့မြတ်စွာဘုရားကသူတို့မေးတာတော့ပျက်စီးကြောင်းဘာကြောင့်ပျက်စီးသွားလဲဒီလူဘာကြောင့်ပျက်စီးသွားလဲဒီပုဂ္ဂိုလ်ဘာကြောင့်ပျက်စီးသွားတယ်ဆိုဒီမေးဖို့မေးတယ်မေးဖို့သူတို့ဟာစုဝေးရောက်ရှိလာပြီးတော့မြတ်စွာဘုရားကိုမေးတယ်ကိမ္ပရဘဝတော်မူခံပျက်စီးသွားတဲ့ပုဂ္ဂိုလ်ရဲ့ပျက်စီးကြောင်းတရားဘာပါလဲပျက်စီးသွားတာတော့သူတို့မြင်ရတယ်ကြီးပွားသွားတာလည်းမြင်ရတယ်ဘာကြောင့်ပျက်စီးသွားတယ်ဆိုတဲ့အကြောင်းတရားကြတော့မသိဘူးတာအဲ့ဒီဟာကိုသိချင်အဲ့တော့မြတ်စွာဘုရားကအဲ့နဲ့ရဲ့မေကုံးကိုဖြေတော့ဥဝိသနောဘဝဟောတိဘဝကြီးပွားတိုးတက်တဲ့ပုဂ္ဂိုလ်ဆိုတာလေသိဖို့လွယ်ပါတယ်တဲ့သူဝိသနာဆိုတာသိလို့လွယ်တယ်သိနိုင်ပါတယ်အမှန်အဖြစ်ကြည့်မယ်ဆိုလို့ရှိရင်တမန်ပြောလို့ရှိရင်ရတယ်လူတယောက်ဟာစီးပွားရေးဘက်ကတိုးတက်သွားတယ်ကိုကျင့်တရားဘက်ကတိုးတက်သွားတယ်တို့ရှိတယ်တော့စီးပွားဥစ္စာဘက်ကတိုးတက်သွားရင်ဟာသူအလုပ်ကြိုးစားတယ်အမိကောင်းရတယ်နော်ဝိကျေတနာတတ်နိုင်တဲ့ပုဂ္ဂိုလ်တွေကပံ့ပိုးကြတယ်တရားကောင်းရသွားတယ်စသဖြင့်သူ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးကြည့်ပြီးဟာဒီလူကတော့ကြီးပွားသွားချမ်းသာသွားတယ်ကြွယ်ဝသွားတယ်ဆိုတာသိတာတယ်လေသိတာထင်ရှားတယ်သူဝိသနောဘဝဟောတိကြီးပွားတိုးတက်တယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာလေသိတာပါတယ်တဲ့သိနိုင်ပါတယ်သူဝိသနောပရာဘောဆိုရပြတ်သားသွားတယ်ဆိုတာလေသိတာပါတယ်တဲ့ဒါလေးနဲ့စတာမြတ်စွာဘုရားနှစ်ခုစလုံးသိတာဒီကောင်တော့မူရစေဝါတွေသုံးတယ်ရက်သေးတာတော့စားတယ်ကစားတယ်ပတ်စံချမ်းသာရနေတဖြည်းဖြည်းမွဲသွားတာကောင်းကောက်ဆရာမရှိဘူးပတ်စံချမ်းသာတော့လူတွေကသူ့မိတ်ဆွေဖွဲ့ကြသူ့ပေါင်းသိနေများတဖြည်းဖြည်းမွဲလေသွားခွာသွားကြမရှိတော့ကတိခေတ်မှလည်းရှိနိုင်တာဒါတွေကလေချမ်းသာတော့ဝင်ရနေကြပြီပဲဆင်းရဲတဲ့ခါကျခွာသွားကြဒါလူတဘာဝယာရုရှိတော့ဝင်ရညာတယ်ယာရုလည်းမရှိဘူးသွားရောလမ်းတွေ့တော့နှုတ်ဆက်မဲ့လူမရှိဘူးမြင်တော့အမြင်အောင်ဆောင်သွားတယ်ဒါလူတဘာဝလူတွေဆိုအဲ့လိုဘာလို့ဆိုမေတ္တာအခြေခံတာမဟုတ်ဘူးလေမေတ္တာအခြေခံတဲ့လူကတော့ဒီပုဂ္ဂိုလ်ဟာဆင်းရဲသည်ဖြစ်စေဟုတ်လားယာရုရှိသည်ဖြစ်စေယာရုမရှိသည်ဖြစ်စေချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေလူပဲလူချင်းခင်းနေလို့ရှိရင်တော့ဆက်ဆံတာပဲအဲ့ဒီလိုမဟုတ်ဘဲနဲ့တခုကိုအကြောင်းပြုပြီးဆက်ဆံတဲ့ပုဂ္ဂိုလ်ကတော့
အဲ့ဒါရှိလို့ဆက်ဆံလို့ရှိရင်ပတ်စံလည်းမရှိရင်ခွာသွားရောလမ်းတွေတော့နှုတ်ဆက်ဘူးငါငွေချီးပါဆိုလို့ဆိုဒီကတော့ကြောက်စရာကောင်းတယ်နော်ငွေချီးပါဆိုလို့အစင်းရသွားပြီဆိုလို့ရှိရင်လူတွေခွာသွားကြတယ်အဲ့တော့သူဝိဇာတော့ပရဘောတဲ့ပျက်စီးသွားပြီဆိုလို့ရှိရင်လည်းသိတာပါတယ်တဲ့မြတ်စွာဘုရားချီးပွားသွားတဲ့လူလည်းသိတာတယ်ပျက်စီးသွားတဲ့လူလည်းသိတာတယ်ဒါဖြင့်ဘာဖြစ်လို့ချီးပွားတိုးတက်ပြီးဘာဖြစ်လို့ပျက်စီးသွားတယ်လဲအခြေခံအကြောင်းလေးတစ်ခုမြတ်စွာဘုရားဖြေဓမ္မကာမောဘဝဟောတိဓမ္မဆိုတာဒီနေရာကုသကမ္မပဒတရား10ပါးကိုပြောတာကိုချင်းတရားကိုချင်းသိလားအတိတ်ပဲလူတွေရဲ့သိက္ခာလူရဲ့ကိုချင်းတရားကာမဆိုတာနှစ်သက်တာပြန်လို့တာဒီနေရာကုသိုလ်ကိုမြန်နိုးတဲ့ပုဂ္ဂိုလ်ဟာကြီးပွားတယ်ဓမ္မထိတိပရာဘောကုသိုလ်ကိုယွန်ရှာမုန်းတီးတဲ့ပုဂ္ဂိုလ်ဟာပျက်စီးတယ်ဒီနေရာမှာဓမ္မဆိုတာကိုတရုပ်ဖော်ပြလိုက်တဲ့အခါမှာကုသိုလ်ကမ္မပဒတရား10ပါးကိုဒီနေရာမှာတပတ်ကုသိုလ်ကမ္မပဒတရား10ပါးကိုအလေးမြတ်ထားပြီးတော့လေးစားတဲ့ပုဂ္ဂိုလ်ကိုယ်သိက္ခာကိုလေးစားတဲ့ပုဂ္ဂိုလ်ရဲ့ကြီးပွားတယ်ကုသိုလ်ကမ္မပဒတရားကိုမုန်းတီးပြီးတော့ကုသိုလ်ကမ္မပဒတရားကိုချိုးဖောက်တဲ့ပုဂ္ဂိုလ်ကိုချင်းတရားပြက်ပြတဲ့ပုဂ္ဂိုလ်တွေကပျက်စီးတယ်ဓမ္မကာမောဓမ္မထိတိဓမ္မကာမောဆိုတာကုသိုလ်တရားကိုမြတ်လို့သူဓမ္မထိတိဆိုတာကုသိုလ်တရားကိုမုန်းတီးရွံရှာသူကုသိုလ်တရားကိုမလုပ်ဘူးဆိုရင်တန်ဖိုးပထားတဲ့လူပဲလေမုန်းတာပဲလေမုန်းတီးတာပဲအရေးမဆိုင်ဘူးပါဠိပါဒရှောင်းမဆိုအရေးမဆိုင်ဘူးအာရိဏဒါနရှောင်းမဆိုအရေးမဆိုင်ဘူးဒါလေကာဝေတုမိစ္ဆာသရအရေးမဆိုင်ဘူးဒါလေဒါမုန်းတာပဲလေအရေးမဆိုင်ပဲနေတာချိုးဖြက်တာချိုးဖောက်တာဒါမုန်းတီးရွံရှာမှုပဲအဲ့တော့ကုသိုလ်ကမ္မပဒတရားစပါးကိုမုန်းတီးရွံရှာတယ်ကာယကနဲ့ပတ်သက်ပြီးတော့ဒုစရိုက်တွေလုပ်တယ်အပြောနဲ့ပတ်သက်ပြီးတော့လေကုသိုလ်ကမ္မပဒတရားကိုမုန်းတီးတယ်လိမ်ပြောတယ်ဆဲတယ်ဂုံတိုက်တယ်ကျိုးမရှိတာတွေပြောတယ်အလေလွင့်တွေပြောတယ်ဒါရွံရှာမုန်းတီးရရောက်တယ်ပေါ့နော်ဘယ်တော့ကလည်းပတ်သက်ပြီးတော့လေသူများပစ္စည်းရခြင်းနဲ့သူတို့ဘာပစ္စည်းသွားတော့မြင်ခြင်းနဲ့ကံကံကြီးအကျိုးကြတော့လက်မခံဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးကဒါဓမ္မထိတိကုသိုလ်ကမ္မပဒတရားကိုမုန်းတီးသူရွံရှာသူအဲ့တော့ကုသိုလ်ကမ္မပဒတရားအတိုင်းနေတဲ့ပုဂ္ဂိုလ်ဟာကုသိုလ်ကမ္မပဒတရားကိုမြတ်နိုးသူအဲ့တော့ကုသိုလ်တရားကိုမြတ်နိုးသူသည်ချီးပွားတိုးတက်ပြီးတော့ကုသိုလ်တရားကိုရွံရှာမုန်းတီးသူသည်ဆုပ်ပြပြတယ်ပုဂ္ဂိုလ်နဲ့ပြောတာပုဂ္ဂိုလ်နဲ့ပြောလိုက်လို့ရှိရင်တရားနဲ့ပြောမယ်ဆိုရင်ဘယ်လိုပြောလဲကုသိုလ်တရားကိုမကျင့်သုံးဘူးကုသိုလ်တရားကိုရွံရှာမုန်းတီးတယ်ပြစ်ပယ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာဆုပ်ပြစီတတ်တယ်ကုသိုလ်တရားကိုမြတ်နိုးတယ်တန်ဖိုးထားတယ်ကုသိုလ်တရားတိုင်းလိုက်နာကျင့်သုံးတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကြီးပွားတိုးတက်တယ်အခြေခံဦးသက်ဆိုရလို့ပြောနော်ဒါပုဂ္ဂလဒိဋ္ဌံအနေနဲ့ခေါ်တယ်လို့ဆိုဓမ္မဒိဋ္ဌံဆိုလို့ရှိရင်မြတ်နိုးခြင်းနဲ့ဗုဒ္ဓခြင်းကုသိုလ်တရားကိုတန်ဖိုးထားခြင်းနဲ့ကုသိုလ်တရားပေါ်မှာဗုဒ္ဓခြင်းကုသိုလ်တရားကိုမုန်းတီးခြင်းစိတ်ဓာတ်နှစ်ခုမတူတာအဲ့ဒါပထမမေးခွန်းကိုမြတ်စွာဘုရားဖြေလိုက်တယ်ဓမ္မကာမောဘုံဟောတိကုသိုလ်ကိုမြတ်နိုးသူဟာကြီးပွားတယ်ဓမ္မတတိပရဘောကုသိုလ်ကိုရွံရှာမုန်းတီးသူဟာကုသိုလ်ကိုမုန်းတီးသူဟာပျက်စီးတယ်အဲ့လိုပြောလိုက်တော့အဲ့ဒီနတ်ကသူကမေးရမယ့်တာဝန်ရှိတော့သူမေးခွန်းတစ်ခုပြေသွားတော့သူတလုံးနဲ့မကျေနပ်သေးဘူးဆက်မေးဦးမှာတော့ဆက်မေးတော့ဒါအရှင်ဘုရားဖြေလို့အခြေခံကြတပြီးတော့ပြန်သိရပါပြီတဲ့ဒါကြောင့်ဒုတိယဘဂဝါပြုဟိကိမ္ပရဘဝတော့မုခံနောက်ဒုတိယအခုပထမချက်ကိုတော့သိရတယ်ကုသိုလ်ကိုမြတ်နိုးတဲ့ပုဂ္ဂိုလ်သည်ချီးပွားတယ်ဆိုတာသိရပြီကုသိုလ်ကိုမုန်းတီးတဲ့ပုဂ္ဂိုလ်ဟာ
ပျက်စီးတယ်ဆိုတာသိရပြီဒီပထမအချက်ကိုသိရပြီဒုတိယအချက်ကိုမေးပြစေအောင်နဲ့ဒုတိယပကဝါပြုခိဒုတိယအချက်ကိုမြတ်စွာဘုရားဖြေပါအောင်နဲ့ကိမ္ပရဘဝတော်မူခံဆိုရုပ်ပျက်စီးသွားတဲ့ပုဂ္ဂိုလ်ရဲ့ပျက်စီးခြင်းအကြောင်းကဘာပါလဲဒုတိယအနေနဲ့ဘာကိုမှတ်သားရပါမလဲနောက်တစ်မျိုးဘာမှတ်သားရမလဲဆိုတော့ဆိုဗျာဒုတိယအချက်နဲ့တစ်ခါပြောတယ်အတန်တတပိယဟောတိတန်တေနကုရုတေပိယခုနကတော့ဓမ္မနဲ့ပတ်သက်ပြီးပြောပြီးခုဒီနောက်တစ်ခါကျတော့အတန်တတပိယဟောတိမကောင်းတဲ့လူကိုမြန်နိုးတယ်လူယုံမာတွေကိုမြန်နိုးတယ်သူတော်ကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်တွေကိုမြန်နိုးတယ်သူတော်ကောင်းတွေကြတော့မမြန်နိုးဘူးအပေါင်းအသင်းနဲ့ပတ်သက်သွားပြီဒါကြတော့နော်တန်တဆိုတာကာယကံဝစီကံမနောကံနဲ့ပတ်သက်ပြီးတော့ငြိမ်းချမ်းနေတဲ့ပုဂ္ဂိုလ်ကာယကံတောင်းကျမ်းတဲ့ပုဂ္ဂိုလ်တန်တမဟုတ်တချို့ကကာယကံတောင်းကျမ်းတယ်လေတရားထဲမှာတောင်းကျမ်းတဲ့သူတွေရှိတယ်ကာယကံတောင်းကျမ်းတယ်ဝစီကံလည်းတောင်းကျမ်းတယ်ဝစီကံကအခုကပဋ္ဌာကလည်းတောင်းကျမ်းတယ်မဟုတ် Facebook ထဲရေးပြီးတောင်းကျမ်းနေတာတွေအများကြီးဟိုဆယ်ဒီဆယ်ဟိုကလောဒီကလောဒါဝစီကံတောင်းကျမ်းတာပဲပြောမယ်ဆိုရင်တော့ဒါလက်နဲ့ကမြင်းနဲ့ဝစီကံပေါ့နော်လက်နဲ့ကမြင်းနဲ့ဝစီကံဘုဒ္ဓတရားတွေရေးကြတယ်ပြောကြတယ်အဲ့ဒါတွေကဝစီကံတောင်းကျမ်းတယ်လို့ခေါ်တာပဲရှဟန်တွေမှာတောင်မှပဲတရားပြောကြရင်ဥပမာသိချင်းတရားကိုယဟန်တစ်ပါးဟာစာရေးပြီးတော့ချီးမွမ်းမယ်ဆိုရင်တော့ပါရာဇိကကြာမချီးမွမ်းရအောင်လူတရားကိုသိအောင်မတိုက်တွန်းအောင်သိအောင်တိုက်တွန်းရင်အပြစ်ဖြစ်တယ်အခုလည်း Facebook တွေကဆဲရင်သုဒ္ဓဝါစာမဖြစ်ဘူးမဟုတ်ဖြစ်တယ်ဆဲတာမဲတာတွေရေးနေလို့ရှိရင်ဖြစ်တယ်ရှိုင်းပြတဲ့စကားတွေရေးမယ်ဆိုအပြစ်မရှိဘူးထင်တာလက်ကလေးနဲ့ဖြောက်လုပ်လိုက်တာလေအပြစ်မရှိဘူးထင်တယ်သူကပါးစပ်နဲ့လှုပ်တယ်လို့ပဲကာယဒါကာယဒွါရနဲ့လှုပ်ဆောင်တယ်ဝစီကံလို့ပဲခေါ်တယ်ဒါလေကာယဒွါရနဲ့ကျူးလွန်လိုက်တဲ့ဝစီကံအကုသိုလ်ပဲပါးစပ်ကပြောမှမဟုတ်ဘူးဘာလို့ဆိုရင်ဘုဒ္ဓဝါဒလိမ့်နေပိသုနာဝါစာဂုံတိုက်တယ်သုဒ္ဓဝါစာဆဲရေးတယ်တမ္ပပလပအကျိုးမရှိလူတွေလွဲမှားတော့အောင်ပြောတယ်ဒါတွေကFacebook ထဲရေးလေဒါဝစီတုစရိုက်ပဲကားတော်ရနဲ့ဖော်ဆောင်တဲ့ဝစီတုစရိုက်ပါးစပ်နဲ့ဖော်တာမဟုတ်ဘူးသူကကားတော်ရနဲ့ဖော်တာဖြစ်နေကြတော့ကားတော်ရမှာလည်းဝစီတုစရိုက်ဖြစ်တယ်လို့ဆိုတယ်အဲ့တော့အဲ့လိုကာယကံလည်းတောင်းကျမ်းတယ်ဝစီကံလည်းတောင်းကျမ်းတယ်မနောကံလည်းတောင်းကျမ်းတယ်ငြိမ်းချမ်းမှုမရှိတဲ့ပုဂ္ဂိုလ်တွေကိုအတ္တန္တလို့ခေါ်တယ်နော်တန္တဆိုတာငြိမ်းချမ်းမှုရှိတယ်ကာယကံလည်းငြိမ်းချမ်းတယ်ဘယ်သူမှဒုက္ခမပေးဘူးဝစီကံလည်းငြိမ်းချမ်းတယ်မဟုတ်တာတွေရေးတာပြောတာမလုပ်ဘူးမနောကံလည်းငြိမ်းချမ်းတယ်အဲ့ဒီပုဂ္ဂိုလ်တွေကိုတန္တကာယကံဝစီကံမနောကံတောင်းကျမ်းတဲ့ပုဂ္ဂိုလ်ကအတ္တန္တပမာလိုပြန်တော့အတ္တန္တဆိုတာသူယုံမှာတန္တဆိုတာသူတော်ကောင်းနဲ့သူယုံမှာလို့ဒီလိုခွဲတာဒီလိုပြန်လေးရှိကြတယ်ဟောတန္တနဲ့အတ္တန္တအဲ့တော့ကြီးပွားတိုးတက်တဲ့ပုဂ္ဂိုလ်နဲ့ဆိုးပြပြတဲ့ပုဂ္ဂိုလ်ဟာအတ္တန္တဖြစ်တဲ့ကာယကံဝစီကံနေကံတောင်းချမ်းတဲ့ပုဂ္ဂိုလ်တွေကိုမျက်နှိုးတန်ဖိုးထားပြီးတော့ကာယကံဝစီကံမနောကံငြိမ်းချမ်းတဲ့သူတော်ကောင်းတွေကိုတော့တန်ဖိုးမထားတဲ့ပုဂ္ဂိုလ်တို့ဆိုလို့လေမကောင်းတဲ့လူနဲ့ပေါင်းတယ်ကောင်းတဲ့လူနဲ့မပေါင်းဘူးဆိုတဲ့ချက်ကြည့်မယ်ဆိုရင်တော့သူတော်ကောင်းဆိုဘယ်လိုပါတော့ဆိုရင်ပြောမယ်ဆိုရင်တော့ငါးပါးသီလလုံးရင်သူတော်ကောင်းလို့ပေါ့နောက်ဆုံးမှတကယ်သူတော်ကောင်းဆိုတာဖရာတကယ်သူတော်ကောင်းအရိယပုဂ္ဂိုလ်တွေကတကယ်သူတော်ကောင်းသူတော်ကောင်းနဲ့သူတော်ကောင်းဆိုတာတစ်ခါလားအဲ့တော့အချင်းချင်းအပြင်မှတ်ဖို့ရကာယကံဝစီကံမဏိကံတောင်းကြလို့ရှိရင်
အတ္တတကာယကံဝစီကံမနောကံတောင်းကြမှုမရှိဘူးငြိမ်းချမ်းတဲ့ပုဂ္ဂိုလ်သည်တတ္တအဲ့တော့အတ္တတနဲ့အတ္တတတွေကိုတန်ဖိုးထားပြီးပေါင်းသင်းဆက်ဆံနေတဲ့ပုဂ္ဂိုလ်သည်ပျက်စီးတယ်တတ္တကိုတန်ဖိုးမထားတဲ့ပုဂ္ဂိုလ်သည်ပေါင်းသင်းဆက်ဆံမှုမရှိတဲ့ပုဂ္ဂိုလ်သည်တတ္တကိုနော်အတ္တတန်တေနကုရုတိပယအတ္တကိုပေါင်းသင်းတယ်တတ္တကိုမပေါင်းသင်းဘူးဒီအိဗေရနော်နှစ်ခုစလုံးမှာတစ်ခုပဲပေါ့ဒါပြန်လာပြောထားတာသူတော်ကောင်းတွေကိုတော့မပေါင်းသင်းမဲနဲ့သူတော်ကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်တွေကိုပေါင်းသင်းတဲ့ပုဂ္ဂိုလ်တဲ့ဒါရမကဘူးအတ္တတံဓမ္မရောစေတိသူတော်ကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်မငြိမ်းချမ်းတဲ့ပုဂ္ဂိုလ်ကာယကံဝစီကံမနောကံတောင်းကြတဲ့ပုဂ္ဂိုလ်တွေရဲ့အပြုမှုအပြောဆိုသူတို့ရဲ့အယူဆတွေကိုနှစ်သက်တယ်အပေးတယ်ကျင့်တတ်တယ်သူတို့ပြောတာဆိုတာတွေကိုသူတို့ဝင်ရတယ်ပေါ့နော်အဲ့ဒါအတ္တတံဓမ္မရောစေတိတဲ့သူတို့ရဲ့အမူအကျင့်သူတို့ရဲ့အယူဆသူတို့ရဲ့အပြောအဆိုတွေကိုတန်ဖိုးထားမြတ်လို့တဲ့ပုဂ္ဂိုလ်ဒီနေရာမှာနှစ်ချက်ကမကောင်းတဲ့ပုဂ္ဂိုလ်ပေါင်းသင်းတယ်မကောင်းတဲ့ပုဂ္ဂိုလ်ရဲ့အယူဆတွေကိုတန်ဖိုးထားတယ်ဒီနှစ်ခုပဲနော်အဲ့ဒီပုဂ္ဂိုလ်ဟာတံပရဘောအတော်မူခံဒီလောရဟာပျက်စီးခြင်းအကြောင်းပဲပျက်စီးသူကဒါကြောင့်ပျက်စီးရတာဒါဒုတိယအနေနဲ့မေကုံးမြတ်စွာဘုရားဖြေလိုက်တယ်အဲ့တော့မေးတဲ့နတ်သားကသိပါပြီတဲ့မြတ်စွာဘုရားဖြေလိုက်တဲ့အဖြေကိုသဘောပေါက်ပါပြီအဲ့တော့တတ္တိယဘဂဝါဖြူဟိကိမ္ပရဘောတော်မူခံတတ္တိယနောက်တစ်မျိုးတစ်ခုကိုထပ်ပြီးတော့မရှိပါဘူးကိုသိရပြီသူနှမျိုးသိသွားပြီနောက်တတိယထပ်ပြီးတော့သိကြမှာလေအဲ့ဒါမရှိပါဘူးလို့ဆိုရသော်ဗျာပျက်စီးခြင်းရဲ့အကြောင်းလေးကိုထပ်ပြီးတော့ပြောတယ်ခုနကတည်းကပြောမယ်ဆိုရင်သူများထိခိုက်တဲ့ကိစ္စတွေတော်များတယ်ဒီမှာကျတော့ဒီတတိယအချက်ကိုတော့မြတ်စွာဘုရားဘယ်လိုပြောရတော့ဆိုနေဋ္ဌာတိတိသဘာတိတိအနုဋ္ဌာတသယောနရောနေဋ္ဌာတိတိဆိုအိမ်မက်တယ်နေရာပဲဖြစ်ဖြစ်ငိုက်တာလုံးချိတ်လဲငိုက်ယုံလဲငိုက်အိမ်လဲငိုက်အိမ်မက်တယ်လို့ပြောတာဗမာတွေမှာဆိုရင်အိမ်မက်တယ်ဘယ်နေရာရောက်ရောက်ငိုက်တယ်ကားပေါ်လဲငိုက်အလုံးလုံးရင်လဲငိုက်တယ်လီဗီရှင်းကြည့်ရင်လဲငိုက်ပေါ့အဲ့ဒီနေဋ္ဌာတိတိအိမ်မက်တဲ့ပုဂ္ဂိုလ်ဟာလည်းပဲပျက်စီးနိုင်တယ်ပျက်စီးတယ်နောက်တစ်ခါသဘာတိတိအပေါင်းနဲ့အသင်းနဲ့ဟေလာဝါလာပြောနေရမှပြောတဲ့ပုဂ္ဂိုလ်မျိုးရှိတယ်သဘာတိတိဆိုတော့အပေါင်းအသင်းအဖွဲ့အစည်းနဲ့ဟေလာဝါလာတယောက်တည်းမနေတတ်ဘူးဟိုအိမ်လည်းပဲဒီအိမ်လည်းပဲလူစုစုရှိတဲ့နေရာတိုင်းသူရောက်တယ်တယောက်တည်းမနေဘူးသူကတော့အိမ်မက်တာမဟုတ်ဘူးသူကတော့ဘာလို့ဆိုလူစုလူဝေးသွားပြီးတော့အပြောမက်တယ်ဟောအိမ်လည်းပြောမက်တယ်ဟိုလူတွေနဲ့စကားပြောဒီလူတွေနဲ့စကားပြောအချိန်ကုန်အဲ့လိုလုပ်တဲ့ပုဂ္ဂိုလ်မျိုးဟာလည်းပျက်စီးတယ်အနုဋ္ဌာတသယောနရောလုပ်ငန်းကိစ္စတွေမှာတက်တက်ကြွကြွမရှိဘူးတို့တော့မယ်ဆိုနေဘယ်မှပြီးအောင်မလုပ်နိုင်ဖိုင်လေးတစ်ဖိုင်ကိုဖတ်နေတာပြီးကုန်ပြီးတော့ပိုင်းမှာလှန်လိုက်တာဖိုင်ထဲအစားလေးကိုလှန်ထားလိုက်ထသွားလိုက်ကော်ဖီတောင်းလိုက်ဖိုင်ထဲရှိတဲ့စားလေးကိုရဲ့ပြီးအောင်မဖတ်နိုင်ဘူးအနုဋ္ဌာတလုပ်ငန်းကြိုင်တာနှေးတယ်တို့ပေါ့ဒါယုံနေနဲ့ပတ်သက်ပြောတာတပြက်အားလည်းဒီလိုရှိမှာပေါ့နော်အနုဋ္ဌာတသယောနရောတက်တက်ကြွကြွမရှိဘူးလို့တဲ့အခါမှာမတက်ကြွအလသောကောရပညာတော့အလသောဆိုပြင်းထူတဲ့လူပျက်စီးတယ်ကောရပညာတော့ဆိုတာ
သူကဘယ်ကိစ္စပဲဖြစ်ဖြစ်ထက်ကနဲ့ဆိုစိတ်ထိုးစိတ်တိုးတယ်စိတ်ဆိုးတယ်စိတ်တိုးခြင်းဟာသူ့ရဲ့ဝါသနာပဲအဲ့လူတွေကပြောတယ်ချီးမွမ်းခြင်းတော့ဒီလူကစိတ်ဆက်တယ်လို့ပြောကဲကျင်တော့စိတ်တိုးတယ်ထက်ကနဲ့ရှိဒေါသထွက်တယ်အပြောမခံအဆိုးမခံဒေါသထွက်တယ်ဘာမှပြောလို့မရအောင်မျက်နှာရက်လဲစူပုတ်သူမျက်နှာကြည့်လိုက်တာနဲ့ပဲကောဒရှင်တွေကသူများပေါ်မှာမကျေနပ်တဲ့ပုံစံမျိုးကြီးနဲ့အဲ့လိုနေတဲ့ပုဂ္ဂိုလ်တဲ့ကြည့်လိုက်မယ်ဆိုရင်ဒီမှာ၅မျိုးပေါင်းပြီးတော့ဖြေတာနော်အိမ်မက်တယ်အပျော်ပါစကားတပြောပြောလောက်တာမက်တယ်လုံးလိုက်ဟိုရင်တက်ကြွကြွမရှိဘူးအပြင်းထူတယ်စိတ်တူတယ်အဲ့၅ခုအကောင်းကြီးပဲအရေးချင်းနေရတာအဲ့ဒီပုဂ္ဂိုလ်မျိုးဟာတံပရဘဝတော်မူခံဒီပုဂ္ဂိုလ်ပျက်စီးခြင်းရဲ့အကြောင်းပဲကြီးပွားပျက်စီးသွားတယ်ဆိုတာဒါတွေရှိနေသူကြီးပွားမှာမဟုတ်ဘူးပျက်စီးသွားမှာပဲဆုတ်သွားမှာပဲအဲ့တော့အပြန်အပြင်ပြောင်းမယ်ဆိုလို့ရှိရင်အဲ့ဒီနေရမယ်နော်ဟိုလူဒီလူနဲ့ထိုင်ပြီးတော့စကားတပြောပြောမနေရဘူးကိုလုံးရမယ်တက်ကြွကြိုးစားရမယ်အပြင်းမကြည့်ရဘူးစိတ်မတိုးရဘူးသိခံနိုင်ရမယ်သိရှိရမယ်အဲ့ဒါជីវတုတ္တခြင်းအကြောင်းပဲလို့အပြားဖြင့်ဒီလိုသိရမယ်နော်အဲ့တော့ပြင်းထူတယ်ဆိုတာတော့ကမှပြင်းထူတဲ့လူအကြောင်းလေးရေးထားရှိတယ်50ထဲမှာရာဇကုံမလို့လည်းခေါ်တယ်ကစားကုံမလို့လည်းခေါ်တယ်နာမည်နှမျိုးရှိတယ်တချို့စာအုပ်မှာကစားကုံမကစားဆိုတာဆင်ပေါ့နော်ရာဇကုံမလို့လည်းခေါ်တယ်အပြင်းမှာတော့ခင်းနေစံတော်ချိန်ဝင်မဲ့ခုချိန်သူကဘယ်နေရာကြည့်လိုက်အဲ့ဒီကဘုနာဒီနာထမတော့ထိုင်းတာပဲအဲ့ညာတနေ့ကုန်ထိုင်းနေဘာမှမလုပ်အချင်းအဲ့တဲ့တိုင်းထိုင်နေအဲ့နာဟိုဒီမသွားဘူးသိပြင်းလားစံချိန်ကျိုးတဲ့မောင်ပြင်းပေါ့ခစားကုန်ပါ50ထဲမှာရှိတယ်သူပြင်းတာဘယ်လောက်ထိအောင်ပြင်းတယ်လို့ဆိုလို့ရှိရင်ဖျားလောင်းနဲ့တွေ့တဲ့အခါကျတော့မင်းအဲ့ဒီတလန်းတောင်ခြေတလန်း2လန်းတောင်မသွားကြဘူးတလန်းမှ2လန်းမှတော့ရွေ့ချင်တယ်သူမင်းတောထဲမှာသွားနေတောမိလောင်ရင်မင်းဘယ်လိုလုပ်လို့တောမိလောင်ရင်မင်းပြေးမှလားလို့ဆိုဆရာတဲ့လူဆိုတာကံနဲ့ပါတဲ့ကိုရောက်တဲ့နေရာမှာတစ်ပင်အခေါင်တစ်ပင်ကြီးအခေါင်ရှိရင်လည်းအဲ့ထဲဝင်နေလိုက်မှာပေါ့သို့မဟုတ်မြေကြီးချင်းတွေးလို့ရှိရင်လည်းအဲ့ထဲဝင်လိုက်မှာပေါ့အဲ့တော့တရားကိုမပြေးဘူးတဲ့ပြီးလာရင်တော့မပြေးဘူးလို့ပြောတယ်အဲ့တော့တရားပြင်းတဲ့သူက50ထဲမှာရှိတယ်အဲ့ဒါရာဇကုံမဇတ်လို့လည်းခေါ်တယ်ကစားကုံမဇတ်လို့ခေါ်တယ်ခုခေတ်ချိန်စိတ်မှာတော့ဂင်းနဲ့စံတော့ချိန်တော့သူဝင်သွားမှာပဲသိကြတယ်အဲ့လောက်ပြင်းတဲ့သူခဏခေတ်များတော့ပြင်းတဲ့သူရှိအောင်မလားမသိဘူးအဲ့ဒါပြင်းထူတဲ့သူကအဲ့လောက်ကိုပြင်းထူတာတော့ဘယ်တော့ကြားဦးတယ်ဟိုမိဘတွေကပြောတာဗောလေကလေးပေါက်စားတော့ငပြင်းအကြောင်းနဲ့ငပြင်းငပြောသည်စမ်းမလားဆိုအခွန်တော်ပေးပြီလားလို့မေးတယ်သူအခွန်တော်နှောမစားခြင်းဘူးသူများနှောပေးပါစားခြင်းငပြောသည်စမ်းမတော့အခွန်တော်ပေးပြီလားမေးတယ်ငပြင်းနဲ့အဲ့လိုပြောရှိသေးတယ်နော်ဘယ်တော့ကြားဘူးလားငပြောသည်ဆိုအခွန်တော်လို့အလွယ်ဆုံးဟာပဲအဲ့တော့အခွန်တော်ပြီးမှသူကခွန်လေးကိုမနှောခြင်းဘူးပြင်းတာအဲ့လိုထိအောင်ပြင်းတယ်လို့ဆိုတယ်အဲ့တော့မြတ်စွာဘုရားဒီမှာ3ချက်အလုံးပေါင်းတော့5ချက်ပေးထားတယ်ပေါ့လေအိမ်မက်သူနော်အပေါင်းအသင်းမက်သူတက်ကြွကြွမရှိသူအပြင်းထူသူဒေါသကြီးသူအဲ့ဒီပုဂ္ဂိုလ်တွေအားတဲ့ជីវတုတ္တရှိမရှိဘူးဆုပ်ပြနိုင်တယ်လို့ခေါ်အဲ့တော့မေးတဲ့နတ်ကရှင်ဘုရားတဲ့ဒီမေခွန်းလည်းပဲရှင်းတတ်ပါပြီတဲ့နောက်တစ်မျိုးပြီးတော့မေးချင်ပါသေးတယ်စတုထံဘဂဝါပြုဟိကိပ္ပဘဝတော်မုခ
နောက်လေးခုမြောက်အကြောင်းတရားကိုမေ့ရှိပါအောင်ဖြေပါအောင်နဲ့ဘာကြောင့်ဘယ်ဟာပျက်စီးခြင်းအကြောင်းဖြစ်ပါတယ်ပျက်စီးသူရဲ့အကြောင်းဖြစ်ပါတယ်မြတ်စွာဘုရားပြောင်းပြီးဖြေသွားတာလောကမှာကြုံတွေ့နိုင်တဲ့ဟာတွေဒါတွေအကုန်လုံးနော်ခုနကတော့ပထမဆုံးဖြေလိုက်တာတကယ်ကိုအရင်ကြတာကိုအရင်ဖြေလိုက်တာနော်တဖြည်းဖြည်းချင်းခုကပို့ပြီးတော့လက်တွေ့ဘဝနဲ့ပို့ပြီးတော့နှိစက်တာလည်းအဖြေတွေဖြစ်လာနောက်လေးခုမြောက်မေးခွန်းကိုတော့သူဘာဖြေတော့ဆိုမြတ်စွာဘုရားဘာဖြေတော့ဆိုယောမတရံပိတရံဝါစိဏကံကတယောဖနံလူတိုင်းအမေဖေဆိုတာရှိတယ်အဲ့ဒီအမေဖေကလည်းအရွယ်ကြီးလာပြီ90 80 90ကိုအယုတ်ကိုမတန်နိုင်တဲ့အရွယ်မျိုးရောက်လာတာလူဆိုတာအသက်ကြီးလာလို့ရှိရင်တဖြည်းဖြည်းအင်အားတွေကျလာတယ်မလုံနိုင်တာမကိုင်နိုင်တာသူများအကူညီမှရတယ်အဲ့ဒီလိုအသက်အရွယ်ကြီးရင်ပြီးတော့ဒီအိုမင်းမစွမ်းဖြစ်နေတဲ့အမေအဖေကိုတတ်နိုင်ရဲ့သားနဲ့မကြွေးမွေးပဲပြစ်ထားတဲ့သားသမီးပျက်စီးမယ်ခဏခေတ်မှာတော့တော်တော်တွေ့တရင်ကြလာနော်ဒါတွေတော့ကြောက်စရာတော့နေမှကြားတယ်လမ်းကိုတော့ပြစ်ထားတယ်ဆိုခွာကြီးတယောက်ပြစ်ခါအဲ့ဒါလို့အိုမင်းမစွမ်းတဲ့မိဘတွေကိုမပြုစုချင်ပဲကိုတတ်နိုင်တဲ့နဲ့မပြုစုပဲနေတဲ့သားသမီးဟာပျက်စီးနိုင်တယ်ပျက်စီးနိုင်တယ်ဆိုတော့ဒီဘဝတွေမှာကိုကအမေကိုမပြုစုတဲ့ပုဂ္ဂိုလ်ကကိုလည်းတနေ့ကျတော့ကြီးလာတဲ့အခါကျသူပြုစုမှလို့မရှိတော့အတုံးနဲ့ရအဲ့ဒါသေးချာပေါ့အဲ့ဒါနောက်ဘဝမကူအဲ့ဒီဟာကိုကအမေဖေကိုတရိုးတသေးပြုစုလာတဲ့ပုဂ္ဂိုလ်ကိုကြည့်ရင်လည်းပြုစုမဲ့လူတွေကိုဝိုင်းလေနေမှာပဲအမေဖေကိုပြုစုခဲ့လို့သူ့လည်းပြုစုကြအမေဖေကိုပြစ်ထားတဲ့ပုဂ္ဂိုလ်ဟာကိုအမေဖေဖြစ်လာတဲ့အခါကိုပြစ်ထားဒါဘဝမကူဒီတိုင်းပဲဖြစ်တယ်ဒီဘဝမှာလည်းမကြုံတွေ့ရတတ်တယ်အဲ့ဒါအဲ့တော့မြတ်စွာဘုရားကမင်္ဂလာတော့ပါဆိုရင်မာတာပိတုဥပဋ္ဌာဏဆိုပြီးတော့ဟောတယ်မိဘကိုပြုစုဖို့အဲ့မှာမိဘအသက်ကြီးမှပြုစုဆိုတာမျိုးတော့မပါဘူးအခုဒီမှာကျတော့အသက်ငယ်သေးတဲ့မိဘကတော့သူလုံးနိုင်ကိုင်းနိုင်သေးတယ်နော်အသက်ကြီးပြီးတော့ခတရွပနာတယ်အရွယ်ကုန်းနေတဲ့မိဘအရွယ်လွန်သွားတဲ့မိဘ80 90အရွယ်ရောက်ပြီးတော့အရွယ်လွန်နေတဲ့မိဘအိုမင်းမစွမ်းဖြစ်နေတဲ့မိဘကိုကတတ်နိုင်ပါရဲ့တန်းနဲ့ကျွေးမွေးဆုံးရှုံးမပြုတ်ဘူးဝတရားပြက်ကွက်တယ်ဆိုတဲ့သာသမီဟာပျက်စီးဆုံးရှုံးမှာပဲဒါကိုဖြေတယ်အဲ့ဒါဖြေလိုက်တော့ရှင်ဘုရားကျင့်တတ်ပါပြီတဲ့ပိစမံဘဂဝါပြုဟိကိမ္ပရဘဝတော်မူခံနောက်ထပ်၅ခုမြောက်အဖြေလေးကြားကြပါသေးတယ်ပေါ့ဖြေတွေတခုနဲ့တခုမထပ်ဘူးနော်ဘေးကွန်းသာထပ်တာအကြည့်ဘေးကွန်းနေရတော့ဒါပဲသူကပျက်စီးဆုံးရှုံးတာဘာကြောင့်လဲပျက်စီးသွားတာဆိုရပျက်စီးသွားတာဘာကြောင့်လဲဆိုဒီဘေးကွန်းလေးပဲရသော်ဗျာဖြေလိုက်တာအခု၄ခုပြီးသွားပြီတော့၅ခုမြောက်အဖြေတစ်ခုထပ်ကြားကြမှာတယ်ကိမ္ပရဘဝတော်မူခံဆိုပျက်စီးရဲ့အကြောင်းကဘာပါလဲလို့ဆိုအဲ့ဒီဖြေတယ်ယောပြမနံသမနံဝါအဉ္ဉံဝါပိဝနိဗ္ဗကံဘုဒ္ဓဝါရေနဝင်စေတိတံပရဘဝတော်မူခံဒါတော့ဘာသာရေးပုဂ္ဂိုလ်တွေနဲ့ပတ်သက်သွားဘာသာရေးပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့တချို့ကလုံးလေးရှိတာဟုတ်နော်သမဏပြမနာဆိုတာစီးပွားမလုပ်တော့ပဲနဲ့ဘာသာရေးလုပ်တဲ့ပုဂ္ဂိုလ်တွေဒါအိန္ဒိယအသုံးနဲ့သုံးထားတာသမဏပြမနာဆိုတာလူလောကကိုခွာပြီးတော့
အခုဗမာပြည်မှာတော့ဒါဘုန်းကြီးဝတ်တာပေါ့ဒါပေါ့နော်သီလရှင်ဝတ်တယ်ဘုန်းကြီးဝတ်တယ်ယသိဝတ်တယ်ဆိုတော့ဟိုရှင်းမှာတော့ဘုန်းကြီးဝတ်တာလည်းမကဘူးပြမနာဆိုတာလည်းပါပြမနာသမနာအဲ့ဒီသမနာပြမနာဆိုတဲ့ဘာသာရေးအကျင့်ကိုကျင့်နေကြတဲ့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့တဲ့ဖြစ်စေပြီးတော့ဝနိဗ္ဗကဆိုတာတောင်းစားတဲ့ပုဂ္ဂိုလ်တွေရှိစင်းရလို့တောင်းစားတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့လာခဲ့လှူပါမယ်တို့ကျင်နာရှိပြောပါဘယ်တော့လှူပါမယ်ဆိုပြီးတော့လူကြားထဲမှာတော့ကြားကောင်းသူလုံးတတ်တယ်တချို့လိုက်နော်လူရရှိပြောပါချိန်မြေလူရရှိပြောပါလှူပါမယ်လို့လူရရှိတောင်းပါပြောပါလှူပါမယ်ဆိုပြီးတော့ဖိတ်ကြားလာခဲ့အဲ့ဒီဖိတ်ကြားထားတဲ့ပုဂ္ဂိုလ်တွေကိုပြောတဲ့အတိုင်းမလုပ်တာဒါလိန်နဲ့လုပ်ခေါ်တယ်ဒါပြောလဲရှိတတ်တယ်နော်ဘာလို့ပေးမယ်မပေးဘူးပြီးတော့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာလည်းပျက်စီးတတ်တယ်ဒီဘဝတည်းလားဆိုမဟုတ်ဘူးပျက်စီးပုံပျက်စီးနည်းကိုမြတ်စွာဘုရားဟောတာတယ်ဝိနည်းစာသုတ်တံဆိုတာရှိတယ်အဲ့ဒါနဲ့ဆက်ကြည့်ရဝိနည်းစာဆိုတာအယောင်းရောင်းဝယ်ဖောက်ကားမှုရှင်သာရိပုတ္တရာကမြတ်စွာဘုရားကိုမေးတယ်လျှောက်ထားတယ်အချက်၄ချက်နဲ့ရှင်ဘုရားတဲ့တချို့ကအယောင်းဝယ်လုပ်ကြတယ်တို့တည်းရှုံးတယ်ဘုရားဒါတယောက်အဲ့လိုပဲနောက်တစ်ယောက်ကအယောင်းဝယ်လုပ်တယ်ဘုရားထင်သလောက်မရဘူးဒါတယောက်တချို့ကျတော့အယောင်းဝယ်လုပ်တယ်ဘုရားတဲ့ထင်သလောက်တော့ရတယ်မျောမှန်းထားသလောက်ရတယ်တချို့အယောင်းဝယ်လုပ်တယ်မျောမှန်းထားတဲ့ပိုရတယ်ဗျာ၄ယောက်နော်၄ယောက်အယောင်းဝယ်လုပ်တယ်ပျက်စီးတယ်ရှုံးတယ်အယောင်းဝယ်လုပ်တယ်မှန်းချက်နဲ့နှမ်းတွက်မကိုက်ဘူးရတော့ရတယ်နှမ်းမှန်းချက်နဲ့မကိုက်ဘူးအယောင်းဝယ်လုပ်တယ်မှန်းချက်ပြည့်ုံနေပဲရတယ်အယောင်းဝယ်လုပ်တယ်မှန်းချက်တဲ့ပို့ပြီးတော့ရှင်းတာတဲ့ပို့ရတယ်အဲ့ဒီပုဂ္ဂိုလ်၄ယောက်ဟာဘာဖြစ်လို့ခုလိုကွဲပြားခြားနားမှုရှိလဲသူတို့စ조사ကြတယ်ဒီကိစ္စအယောင်းဝယ်လုပ်တယ်စ조사ကြတယ်ဘာကြောင့်အဲ့လိုဖြစ်သွားနိုင်တယ်လဲဆိုတဲ့အခါမှာမြတ်စွာဘုရားဒီအကြောင်းလေးကိုဟောတယ်သူတို့ဟာတဲ့သမဏပြမနာသူတို့ကောင်းတွေကိုချင်းကပ်ပြီးတော့လိုရာရှိပြောပါလှူပါမယ်လို့ဝန်ခံသွားတယ်တဲ့ဝန်ခံသွားပြီးတော့လုံးဝမလှူဘူးတဲ့လိုရာရှိသွားပြီးတော့လုံးဝမလှူဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးကအယောင်းဝယ်လို့ရှိရင်ရှုံးသွားတယ်သူလို့တဲ့အတိုင်းဖြစ်တာပဲဒါကံတရားနဲ့ပတ်သက်ဟောတာမြတ်စွာဘုရားအဲ့ပုဂ္ဂိုလ်တွေကအယောင်းဝယ်လို့ရှုံးအလုပ်လို့ရှုံးနောက်တစ်ယောက်ကတော့ဒီမမြတ်ဘူးကိုထင်သလောက်မရဘူးကိုထင်ထားတာတခြားအဲ့ပုဂ္ဂိုလ်ကဘယ်လိုလုပ်ဆိုရင်လူရရှိပြောပါဆိုပြီးတော့သူပြောသလောက်သူကဘာပဲဖြစ်ဖြစ်လှူမယ်လို့ပြောထားပြီးတော့သူကြတော့ဟိုပုဂ္ဂိုလ်လိုအပ်ချက်အတိုင်းသူမဖြည့်နိုင်မဖြည့်ဘူးအဲ့ဒီပုဂ္ဂိုလ်ကြတော့အယောင်းဝယ်တော့ရောင်းတော့ရောင်းတယ်လုံးဝကြီးတော့ရှုံးသွားဘူးဒါပေမဲ့လို့မြောင်းမနှလုံးမရဘူးအပြည့်အောင်မရနောက်တစ်ယောက်ကတော့ဝန်ခံထားတော့ဝန်ခံထားတဲ့အတိုင်းသူကပြည့်အောင်လှူတယ်တန်းတယ်အဲ့ဒီကုသိုလ်ကြောင့်သူကုန်တယ်ဖြစ်လို့အယောင်းဝယ်လုပ်တဲ့အခါမှာသူမြောင်းမှန်းချက်တွေရတယ်သူထင်တဲ့တိုင်းကုန်ရတယ်တချို့ကြတော့အဲ့လိုမဟုတ်ဘူးဖိတ်ကြားထားပြီးတော့လိုတာတဲ့ပို့ပြီးတော့ကိုလှူလိုက်တယ်သူကမျောထားတာလေမျောမှန်းထားတာလေပို့ပြီးတော့လှူတဲ့ပုဂ္ဂိုလ်ကျတော့အယောင်းဝယ်လုပ်တဲ့အခါပို့ရသွားတယ်တဲ့အဲ့တော့ဘယ်သူမပြုတ်မိမိမှုဆိုတဲ့အဓိပ္ပာယ်ပါပဲနော်ဒါတွေကလည်းဟိုဂတိမတည်တဲ့အပြစ်လို့ပြောရမှာထင်တယ်နော်ဂတိမတည်တဲ့အပြစ်ဘုဒ္ဓဝါဒနဲ့ဝင်စေးတည်တယ်ဒီမှာတော့လူပဲလို့ပြောပြီးမလူပဲနေရင်ဘုဒ္ဓဝါဒနဲ့ဝင်စေးတည်တယ်ဘုဒ္ဓဝါဒပြန်လိမ့်ကြတယ်
အလျှောက်တာပြီးအကြောင်းမညင်ညွတ်လို့ကိုယ်ဆင်းရဲသွားလို့မလုံးနိုင်တာတော့ဒါတမျိုးဖြစ်လိမ့်မယ်နော်တကယ်အစရတဲ့မဟုတ်မမှန်လိန်ညာပြီးတော့ပြောလိုက်တာမျိုးကြဖြစ်တတ်တယ်တခါတော့ကြုံရတာလေးဒီခြုံကြတယ်လို့ပြောကြတာပေါ့လေကိုယ်တိုင်တော့ကြုံမို့ရင်တော့ငွေပေးအပွဲတွေပဲလောက်တတ်တယ်လူကြတယ်ပါဘယ်သူကဘလောက်လောက်နေလူတယ်အဲ့ဒါပဲပတ်စံပါတာမဟုတ်စက်ကူကိုငွေကပ်ပြီးလူစက်ကူဘုံကိုစာကပ်ပြီးလူတော့ကြအဲ့ဒီကိုရမရောက်လာတော့ဒီပုံးကုန်ပဲလူကြားထဲမှာတော့ပုံးကုန်လှူသွားတာလေနောက်မလှူတဲ့ပုံကိုယ်တွေရှိတယ်သူတို့ကြားမှုတယ်တကယ်လဲကြားမှုတဲ့အတိုင်းလဲတကယ်ဟုတ်တာလို့တော့ပြောကြတယ်ပုံးကုန်ပဲလှူသွားတာလှူတော့မှသိန်း100ဆိုပုံးကုန်လှူသွားတာဒါပေမဲ့အဲ့ဒီပတ်စံမပေါ့နောက်လဲပို့လာဆိုပို့တော့ဘာဖြစ်ဖြစ်နာမည်ရရုံတော့မလုပ်သင့်ဘူးပေါ့နော်အဲ့ဒါလိမ့်နေဆိုတဲ့အဓိပ္ပာယ်ရောက်တာပေါ့နော်ဒါလည်းသတိထားစရာပဲကိုကတော့မှတ်တမဲ့လုံးလိုက်တာပဲဒီဘက်ကတော့လိမ့်လီမှုဖြစ်သွားပြန်တယ်လိမ့်လီမှုကတော့ဘယ်မှခေါ်ပြီးတော့တရားစွဲမှာမဟုတ်ဘူးလူတာလေသူပဲတို့ဝန်ခံသွားရင်မလှူလို့ရှိရင်တန်တရားမှာကိုယ်ထိခိုက်နိုင်တာပေါ့ဒါဟုတ်တယ်လို့လိမ့်လီမှုနဲ့ထိခိုက်နိုင်တာမလူကောင်းလားလို့ဆိုပြီးတော့တရားစွဲမှာတော့မဟုတ်ဘူးပေါ့ဒီဘဝကတော့ပြစ်ဒဏ်တော့ကြောက်ပေါ့သို့တော့ကံတရားရဲ့ပြစ်ဒဏ်ကတော့ခံရနိုင်တယ်ပေါ့နော်အခုဒီသုတ်တံကိုကြည့်မယ်ဆိုရင်အဲ့ဒီအဓိပ္ပာယ်ရောက်ဝဋိစ္စသုတ်တံဆိုတာရှိပါတယ်အင်္ဂုတ္တရတိကေဝဋိစ္စသုတ်ရသော်ပြဟောထားတာစာမျက်နှာ393ဒီမှာဟောထားရှိတယ်ဒါလည်းသတိထားကြရပေါ့နော်အကုသိုလ်လုပ်တော့မဟုတ်ဘူးဒါပေမဲ့အကျိုးပေးတဲ့အခါမှာကောင်းကျိုးမရနိုင်တဲ့ဟာတွေပေါ့နော်အကုသိုလ်လုံးငရေကြီးသွားတာတော့မဟုတ်ဘူးအကုသိုလ်တော့မဟုတ်ဘူးအကုသိုလ်မဟုတ်ဘူးဆိုတာအပေကြအောင်ဖြစ်တဲ့သက်လိမ့်တာမျိုးမဟုတ်တော့မှလိမ့်တာတော့ကောင်းတော့မကောင်းပေါ့လေဂရိမတိတဲ့သဘောမျိုးဖြစ်တာပေါ့နော်အကုသိုလ်ကြီးလို့လည်းပြောစရာမရှိဘူးသူပြောတဲ့အတိုင်းမလုပ်တာပဲရှိတယ်ခတိမတိတာပဲရှိတယ်ဟိုလိုအကုသိုလ်ကြီးလို့တော့ပြောလို့တော့မရသို့တော့အဲ့ဒါလေးကလည်းဒီစီးပွားရှာတဲ့အခါမှာလာပြီးအနှောက်အယှက်ဖြစ်တယ်ဆိုတော့ဒီသုတ်တံရဒါလက်ခံစီးပွားရှာတဲ့အခါမှာအနှောက်အယှက်လာဖြစ်တယ်အဲ့တော့စီးပွားရှာတဲ့ပုဂ္ဂိုလ်တွေဒါမျိုးမကြုံအောင်လားဆိုကြုံရတာလေရှိတယ်လေအဲ့တော့ဘာဖြစ်ဖြစ်စင်ကြဲကြဲပွင့်လင်းလင်းtransparency ပေါ့ခုခေတ်လို့ဆိုပွင့်လင်းမြင်သာမှုတွေနဲ့အလုပ်တာအကောင်းဆုံးပဲပေါ့နော်အလုပ်အကောင်းဆုံးပဲအဲ့တော့ဒီကနေ့ပရဘဝသုတ်တံကိုခုမြတ်စွာဘုရားစီမေးတဲ့မေးခွန်းတွေကိုမြတ်စွာဘုရား၅မျိုးခုလိုခွဲခြားပြီးတော့ဖြည့်ဆိုထားတယ်နောက်အဲ့ဒီကျမှကြံတဲ့ဆက်ပြီးတော့ဖြည့်ရအောင်ဖြည့်တာကိုမှတ်သားရအောင်ဒီသုတ်တံကဘင်္ဂလားသုတ်တော့ရှေ့တဲ့သုတ်တံတစ်ခုပဲပေါ့နော်အဲ့တော့တရားချက်ကသူတော်စင်ပြိဿပေါင်းတော့ရဘုရားဟောကြားတဲ့တရားများဟာအကြောင်းနဲ့အကျိုးနဲ့တိတိကျကျဟောကြားထားတာဖြစ်တော့ကြောင်းမိမိတို့ဘဝမှာအကျိုးလိုလာလို့ရှိရင်အကြောင်းတရားကိုစီးပူအထောက်အောင်မှာဖြစ်တယ်ကောင်းတဲ့အကြောင်းတွေလုံနိုင်မှကောင်းတဲ့အကျိုးဆိုတာရနိုင်တယ်ကောင်းတဲ့အကြောင်းတွေကိုမလုံနိုင်ဘူးဆိုလို့ရှိရင်ကောင်းကျိုးဟာပြည့်ပြည့်ဝဝရမှာမဟုတ်ဘူးဆိုးတဲ့အကြောင်းလို့ရင်ဆိုးကျိုးတွေရနိုင်တယ်ဆိုတာအကြောင်းနဲ့အကျိုးကောင်းတဲ့ဆိုးခွဲခြားသိမြင်ပြီးတော့ကိုယ့်ဘဝကိုယ်ပဲပြင်ရမှာဆိုတာကိုယ်စီသဘောပေါက်ပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း